အားလုံးပဲမင်္ဂလာပါ Touch Note Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာကတော့ CW Plus Primer ရဲ့အပိုင်း24ပေါ့နော်24ကိုကျွန်တော်က string တွေက character တစ်လုံးချင်းစီကိုဘယ်လိုကင်တွယ်လို့ရမလဲပေါ့နော်အဲ့တော့ dealing with the characters in a string ဆိုတဲ့ခေါင်းစဉ်လေးကိုကျွန်တော်ရှင်းပြသွားပေးမယ်သူကဒီမှာ string တွေထဲမှာပါတဲ့ character တစ်လုံးချင်းစီကိုကျွန်တော်တို့ကဒီ manipulate လုပ်လို့ရမယ် dealing လုပ်လို့ရမယ်เนาะ function လေးတွေအများကြီးတော့ရှိတာပေါ့အထက်ကမှကျွန်တော်ရွေးထုတ်ပြီးတော့အသုံးဝင်ဆုံးဖြစ်မဲ့ function လေးတွေကိုကျွန်တော်ပြောပြပေးသွားမှာပေါ့เนาะပြီးရင်ကျွန်တော်တို့လေ့ကျင့်ခန်းလေးလည်းလုပ်ကြည့်မယ်ပေါ့เนาะဆိုတော့အဲ့ဒါလေးကျွန်တော်မပြောခင်မှာကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်ပေးခဲ့ဖို့ကျွန်တော်မေတ္တာရပ်ခံပါတယ် okay အဲ့ဒါစလိုက်မယ်เนาะဒီမှာပေါ့နော်ကျွန်တော်တို့ကဒီ string ခုနဲ့ကျွန်တော်တို့ကလုပ်တဲ့အခါမှာကျွန်တော်ဒီ character တစ်ခုချင်းစီကိုစစ်ဆေးတာเนาะဒီဥပမာ space bar လား lower case ပြောင်းမလားဒီလိုမျိုးတွေကျွန်တော်တို့ကခဏခဏလုပ်ရလေးရှိတယ်ပေါ့အဲ့တော့ဒါကိုကျွန်တော်တို့ကအပိုင်းတစ်ပိုင်းနဲ့စဉ်းစားမယ်ပေါ့เนาะအဲ့တော့ access เนาะဝင်ရောက်ကြည့်ရှုခြင်းပေါ့เนาะပြီးရင် characteristic အဲ့တော့ဒီ character နံပါတ်1 access မှာကျွန်တော်တို့ကဒီ character တွေကိုဘယ်လိုယူသုံးမလဲတစ်ခုချင်းစီလားအကုန်လုံးလားစသဖြင့်ပေါ့เนาะဒီ characteristic မှာလည်းဒီ character ကဘာမျိုးစားလဲစလုံးသားနံပါတ်လားနောက်ပြီးဘာရှိမလဲ punctuation လားပေါ့เนาะစသဖြင့်အဲ့လိုမျိုးကိုကျွန်တော်တို့ကခွဲခြားပြီးတော့စစ်ဆေးမယ်ပေါ့ဒီ character တွေကိုကျွန်တော်တို့ကသုံးမယ်ဆိုလို့ရှိရင် string ရဲ့ character တွေကိုသုံးမယ်ဆိုရင်ကျွန်တော်ကဒီ character တွေရဲ့အမျိုးအစားကိုသိဖို့နဲ့ပြောင်းလဲဖို့အတွက် CC type ဆိုတဲ့ header ကို library function တွေကနေကျွန်တော်တို့ခေါ်ပြီးတော့သုံးပေးရမှာပေါ့နော်ဒီကောင်းပေါ့နော်အဲ့တော့အသုံးများတဲ့ function တွေကတော့ဒါတွေပေါ့ကျွန်တော်ရွေးထုတ်ထားတာသူကတော့အများကြီးပေးထားတယ် is a name เนาะ is l name ပေါ့နော်ဒီစလုံးက string တွေကဒီစလုံးဒီ letter လားကဏ္ဍဖြစ်မလားဖြစ်ရင် true ပေါ့နော်ပြီးကြကျွန်တော်ပြပါမယ်အဲ့တော့ c ဒီ alpha စလုံးဖြစ်ရင် true เนาะဒါကြောင့်တော့ letter ဒါမှမဟုတ်letter or digit ဖြစ်ရင် true ပေါ့နော်ဒါကကြတော့ is alpha စလုံးဖြစ်ရင် true is digit ကဏ္ဍဖြစ်ရင် true is lower the character က lower စလုံးသေးဖြစ်ရင် true เนาะပုတ်ပြပုတ်ရ punctuation ဖြစ်ရင် true is space เนาะ white space ကိုသူကပြောတယ် space 10 new line စသဖြင့်ဖြစ်ရင် true upper เนาะ c ကို c က upper case ဖြစ်ရင်စလုံးကြီးဖြစ်ရင် true ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ character ကိုစလုံးကြီးဖြစ်ရင်အသေးပြောင်းပေးမယ်မဟုတ်ရင်မပြောင်းမဲဒီတိုင်း original ပြန်လာမယ်စလုံးသေးဖြစ်ရင် to upper စလုံးသေးဖြစ်ရင်ကြီးပြောင်းပေးတယ်မဟုတ်ရင်မပြောင်းမဲဒီတိုင်း original ပြန်ပေးတယ်ဒါသူရဲ့ function တွေပေါ့အဲ့တော့ကျွန်တော်ဒီ string ထဲမှာရှိတဲ့ character တွေကိုကျွန်တော်တို့ကเนาะအကုန်လုံးကိုကျွန်တော်တို့က access လုပ်ချင်လို့ရှိရင်သူ့ရဲ့သုံးရမယ့်ပုံစံလေးရှိတယ်ပေါ့เนาะတို့ဒါကကြတော့ဒီ CW Plus 11 standard မှာပါလာတဲ့ range base for ပေါ့เนาะ range base for တွေကဆိုလို့ရှိရင်ဒီ string တွေက character အားလုံးကိုတစ်ခုချင်းကျွန်တော်တို့က iterate လုပ်ကြည့်လို့ရတယ်ပေါ့เนาะသူ့ရဲ့ပုံစံလေးဒီကျွန်တော်ကဒီလိုလေးပေါ့เนาะfor declaration ပြီးရင် expression လာမယ် statement ပေါ့အဲ့တော့ဥပမာအားဖြင့်ကျွန်တော်တို့ကဒီစာကြောင်းတွေကိုเนาะဒီ string တွေကစလုံးတွေကိုတစ်ကြောင်းချင်းစီထုတ်ပြခြင်းလို့တစ်ခုချင်းစီထုတ်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတိုင်းလေးရေးမယ်ပေါ့เนาะအဲ့တော့ဒီမှာကျွန်တော်ရေးပြီးသားလေးပဲပြလိုက်တော့ပေါ့เนาะအဲ့တော့ဒါကျွန်တော် string ကိုကျွန်တော်တို့เนาะ str ဆိုပြီးတော့ဒါနဲ့ initialize လုပ်ပြီးတော့ကြီးညာလိုက်တယ်ဒီမှာကျွန်တော်တို့ကရှေ့မှာကျွန်တော်ပြောခဲ့တဲ့ auto type ကိုသုံးထားတယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ string ထဲမှာကျွန်တော်တို့ကဘာပါလာမှန်းမသိကြလို့ပေါ့နော်။ string ထဲမှာကျွန်တော်တို့ကဏ္ဍပါလာနိုင်တယ်။ပြီးရင်string ပေါ့နော်။ကဏ္ဍနဲ့ string နဲ့ရောပြီးပါလာနိုင်တယ်။အဲဒါမျိုးဒါကိုကျွန်တော်က auto ပေးလိုက်တယ်ပေါ့နော်။အဲ့တော့ဒါဆိုလို့ရှိရင် for auto ဆိုတာဆိုလို့သူကဒီမှာ c out ဆိုပြီးတော့ c နော်။ဒီ string ထဲမှာရှိတဲ့ character တွေကိုတစ်ကြောင်းချင်းစီထုတ်ပြမှာတစ်လုံးကိုတစ်ကြောင်းထုတ်ပြမှာပေါ့နော်။ကျွန်တော်သူ့ကိုရင် run ကြည့်လိုက်မယ်ပေါ့နော်။ချာဆက်
ဒုက္ခကိုရေးလိုက်တော့ချ access နော် ca dot ဟုတ်ဆယ်တော့တက်သွားပြီ string ကိုကြီးညာဖို့ကြံခဲ့တယ်နော် string ကြီးပါလေဆိုနေမှာဟုတ်ပြီကြီးညာပြီးတော့ပြန်ပြီးတော့ combine လုပ်ကြည့်မယ်ရရတော့ dot slash ကျွန်တော် sum string ပေါ့နော် some sum space ပါသူကပါမယ် sum string ဆိုပြီးတော့ကြောင်းချင်းစီထုတ်ပြသွားမယ်ပေါ့နော်ဒါကျွန်တော်ကဒီ range ပေါ့နော် for loop နဲ့ကျွန်တော်တို့ပတ်ချလိုက်တာပေါ့နော်ဒါကဒီပုံစံလေးပေါ့ဒါကကျွန်တော်တို့ access လုပ်တာအဲ့တော့နောက်ထပ်ဥပမာကကျွန်တော်တို့က string ထဲမှာပါတဲ့ punctuation တွေကိုဘယ်နှခုပါလဲဆိုတာကိုကျွန်တော်တို့ကောက်လုပ်မှာပေါ့โอเคသူ့ကို comment ကျွန်တော်ပိတ်လိုက်မယ်เนาะဒီ code လေးလည်းကျွန်တော် GitHub မှာတင်ထားပေးပါမယ် so okay အဲ့တော့ hello world ဆိုပြီးတော့ကျွန်တော်ကြီးညာတယ်ဒီမှာ space ပါမယ် exclamation mark 3ခုပါမယ်เนาะအဲ့ဒါတွေကိုကျွန်တော်တို့ကဒီမှာကျွန်တော်တို့က string size နဲ့ကျွန်တော် type 2အောင်ဆိုပြီးတော့ DEC ဒါကျွန်တော် site ထုတ်တာပေါ့เนาะအဲ့တော့ DEC ရဲ့ type သုံးတာ DEC ရဲ့ type ကကျွန်တော်ရှေ့မှာပြောဘူးတယ်ပေါ့เนาะအဲ့တော့ပြီးရင် for နဲ့ကျွန်တော်တို့ပတ်လိုက်တယ်အဲ့တော့ C က punctuation ဖြုတ်ခဲ့လို့ရှိရင်ကျွန်တော်တို့က counter ကိုတစ်တိုးမယ်ဘယ်နှခုပါလဲကျွန်တော်တို့ကောက်မှတ်မှာဟုတ် counter ကိုတစ်တိုးမယ်ပြီးတော့ကျွန်တော်ကဘယ်နှခုရှိလဲဆိုတာကိုထုတ်ပြလိုက်မယ်အဲ့တော့ဆိုရင် punctuation တွေကျွန်တော်ဒီမှာ exclamation mark 3ခုပါတာဖြစ်တဲ့အတွက်3ဆိုပြီးသူကထွက်လာရမယ်ပေါ့เนาะတော့3 punctuation characters in hello world ပေါ့เนาะတော့ဒါလေးကိုကျွန်တော်ရမယ်ထင်တယ်ပေါ့နော်အဲ့တော့ဒီမှာလေဒါကကျွန်တော်ကမှတ်မိအောင်ပြင်ပြရမယ်ဆိုလို့ရှိရင်ဒီ DEC ရဲ့ type ကကျွန်တော်ရှေ့မှာ s.site เนาะ string ရဲ့ site ကိုသုံးခဲ့တယ်အဲ့တော့ string ရဲ့ site ဒီသူကเนาะသူ့ရဲ့ type ကိုကျွန်တော်လိုချင်တာဖြစ်တဲ့အတွက် s.site ဆိုလို့ရှိရင်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်သူ့ရဲ့ site ကို return ပေါ့เนาะကဏ္ဍတစ်လုံးပြန်လာမယ်ကျွန်တော် icon ကိုယူမှာမဟုတ်ဘဲနဲ့ icon ရဲ့ type ကိုကျွန်တော်ယူလိုက်မှာဒီမှာပေါ့เนาะsize t ပေါ့နော်ဒီကဏ္ဍရဲ့ site ကိုယူပြီးတော့မှသူ့ကိုဒီကောင်နဲ့ကြီးညာတယ်ပြီးတော့မှသူ့ကိုဒီမှာကျွန်တော်တို့ကတစ်တိုးတယ်ပေါ့နော်ဒါလေးပါဒီသူကကျတော့ return value ကိုမယူမနဲ့ return ပြန်လာမှ type ကိုပဲယူတာပေါ့နော်ဒါလေးကျွန်တော်ပြန်ပြီးတော့ remind လုပ်ပေးတာပြီးရင်လာပြီကျွန်တော်တို့သတိထားရမှာပေါ့နော်အဲ့တော့ဒီမှာကကျွန်တော်ဒါကဒီ string ထဲမှာရှိတဲ့ character တွေကို access လုပ်တာပဲရှိသေးတယ်เนาะသူ့ကိုကျွန်တော်တို့ဘာမှသူ့ရဲ့ characteristic တွေကိုဘာမှမပြောင်းလဲသေးဘူးအဲ့တော့သူ့ကိုကျွန်တော်တို့ကကင်တွယ်မယ်သူ့ရဲ့ characteristic တွေကိုပြောင်းကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီသူ့ကိုဟို reference အနေနဲ့ကျွန်တော်တို့ကဒီ for မှာကျွန်တော်တို့က for loop မှာ reference အနေနဲ့သူ့ကိုကြီးညာပေးရမယ်ပေါ့နော်အဲ့တော့ပုံစံလေးကဒီလိုပါပဲเนาะကျွန်တော် reference ဆိုလို့ရှိရင် reference ဆိုတာကျွန်တော်တို့ unsign လေးကိုဒီ alpha sign လေးကိုမြင်နေလောက်ပါပဲလို့ပေါ့เนาะအဲ့တော့ string as hello world ကျင်ရတယ်ဒီမှာကြည့်ပါ reference of c เนาะအဲ့တော့ဒီရဲ့သဘောကကျွန်တော်ဒီတစ်ခုတိုင်းမှာတစ်ခါတိုင်းမှာကျွန်တော်တို့က s ထဲက character တစ်လုံးကို c ထဲကို copy သွားထည့်လို့အဓိပ္ပာယ်ရတယ်ပေါ့เนาะဒီမှာကျတော့သူက reference ဆိုတဲ့အတွက်သူကဒီ string ထဲက character တစ်လုံးရဲ့ reference ကိုသူယူလိုက်တာယူပြီးတော့မှဒီလိုကျွန်တော်တို့ပြောင်းလိုက်တဲ့အချိန်မှာသူ့ရဲ့ reference တွေကိုတွားပြောင်းတာဖြစ်တဲ့အတွက်เนาะဒီမူရင်းဒီ s ထဲမှာရှိတဲ့ character ကိုတွားပြောင်းလိုက်တယ်အဲ့ဒီမှာသူကเนาะဒီမူရင်း character မှာကျွန်တော်ကအကြီးပြောင်းသွားမယ်ပေါ့เนาะအဲ့သူ့ကိုကျွန်တော်တို့အရင်ဆုံး run ကြည့်လိုက်မယ်ဟယ်လိုအကုန်လုံးအကြီးတွေဖြစ်ပါတယ်ဒီမှာထိပ်ပိတ်တာက h အကြီး w အကြီးပေါ့เนาะအဲ့တော့ဒါလေးကိုပဲကျွန်တော်နှစ်ခုရှင်ပြီးတော့ပြပေးပါမယ်
အဲ့တော့ဒီမှာ string hello ရောဒါဆိုတော့ကျွန်တော် reference ထုတ်လိုက်မယ်အဲ့တော့ဒါမျိုးဒီတိုက်ရိုက် copy ယူတာဖြစ်ပြီးတော့ဒါဒီ reference ကိုယူတာဖြစ်ပါတယ်ကျွန်တော်တို့ပြန်ပြီးတော့ combine လုပ်မယ် sorry s က2နေတယ်เนาะ2နေတော့သူ့ကိုကျွန်တော် s2 လို့ s1 လို့ပြန်ပေးလိုက်မယ် sorry s1 အဲ့တော့ s1 လို့ရမလို့ကျွန်တော်ဒါမှကြီးညာပြီးဒါ logo မလို့တော့ဘူး s1 ခုလေးကိုပဲကိုင်မယ်เนาะအဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ combine လုပ်မယ်အဲ့ဆိုတော့သူတို့ဒီအပေါ်မှာဖြစ်ပြီးသားပေါ့เนาะဖြစ်ပြီးသားဆိုတော့ကွဲသွားမှာเนาะ logic ကအဲ့ဒါလို့ဖြစ်အောင် s1 ဒီကောင်လေးကိုအပေါ်တင်ထားလိုက်ရင်တော့ရှင်းပါဘူးဒါပေမဲ့ကျွန်တော် string ပြန်ခွဲလိုက်တယ်ပဲကောင်းပါ string ခွဲလိုက်မယ်เนาะသွားမယ်ဟုတ်ဒီမှာကော်ပီကူတာများပြီးတော့ဘာမှပြင်လိုက်ပြီးတန်းချပလိုက်ပြီဟုတ်ပြီဒါဒီ s ပါ s ကကျွန်တော်တို့က s ကိုเนาะအပပြောင်းပြီးတော့ပြန်ထုတ်တယ် s1 ကိုကျွန်တော်တို့ကအပပြောင်းပြီးတော့ပြန်ထုတ်တယ်ဒါပေမဲ့သူ့ကိုကျွန်တော် reference နဲ့မကြီးညာခဲ့တဲ့အတွက်เนาะသူပြောင်းပြီးလေ C ထဲမှာပြောင်းသွားမှာသူပြီးရင်ပျောက်သွားမယ်အဲ့တော့ဒီမှာသွားပြီးတော့ effect မဖြစ်ဘူးအဲ့တော့ reference ဒီမှာမူရင်း string မှာသွားပြီးတော့ effect ဖြစ်တယ်โอเคအဲ့တော့ဒါလေးရပြီထင်ပါတယ်ကျွန်တော်ဆက်သွားလိုက်မယ်နော်အဲ့တော့ဒီထဲမှာမှကျွန်တော်တို့က character အချို့ကိုပဲကျွန်တော်တို့က access လုပ်မယ်သူ့ကိုကျွန်တော်တို့ပြောင်းလဲခြင်းနေဆိုလို့ရှိရင်ကျွန်တော်တို့က subscript ပေါ့နော် array ပါပဲတကယ်တော့ပြောလိုက်ရတယ် array ပုံစံပဲကျွန်တော်တို့ကသွားပြီးတော့လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီလိုလေးပါ string က s ဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ့နော်အဲ့ဒါ0ကစပါတယ်သူက index ကနော်0ကစတယ်နောက်ဆုံး character ရဲ့ index ကကျွန်တော် size -1 ပေါ့နော်ရှေ့မှာကျွန်တော်တစ်ခေါက်ပြခဲ့တယ် first index ဒီ0ပေါ့နော်ဒါကကျွန်တော်တို့ size ဘယ်လောက်ရှိမှန်းမသိတဲ့ string ပေါ့အဲဆိုရင် last index ဒီကျွန်တော်တို့က s dot size -1 အဲ့ဒါဒီ first index last index အဲ့ဒီ index တန်ဖို့ဟာကျွန်တော်တို့0နဲ့เนาะ size -1 ထဲမှာကြားထဲမှာရှိရမယ်မဟုတ်ရင် program က error တက်ပါလိမ့်မယ်အဲ့သူ့ကိုကျွန်တော်တို့ဘယ်နှမှာသုံးမလဲဆိုရင်ပထမဆုံးစလုံးငိုပဲကျွန်တော်တို့ကအကြီးပြောင်းခြင်းနဲ့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီကောင်ဖြစ်မယ်ဒါဆန်းတဲ့ကောက်ခွေကိုကျွန်တော်ဒါလေးကိုထားလိုက်မယ်နော် string sum string is empty ဒါကကျွန်တော်တို့ကအဲ့ဒါမတအောင်ဆက်တာဒီ string က empty မဖြစ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံးလုံးကို to upper ပြောင်းလိုက်မယ်နော်ပထမဆုံး character index ကို0ကိုအကြီးပြောင်းလိုက်မယ် okay တို့ကျွန်တော် run ကြည့်မယ်ဟောဆိုတော့ဒီမှာကျွန်တော် s သေးသည် s ကြီးဖြစ်သွားပါပြီအဲ့ကျွန်တော်တို့စဉ်းစားကြည့်အောင်နောက်ဆုံးအလုံးကိုပြောင်းခြင်းဘယ်လိုဖြစ်မလဲပေါ့နော်ဆိုတော့ဆိုရင်ကျွန်တော်ကသူ့ရဲ့ size ပေါ့နော်ကျွန်တော်ပြောခဲ့တယ်ဒီမှာ less character ကိုရဖို့ size -1 ပေါ့နော်ဘာလို့ size -1 ဖြစ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကသူက0ကစတာပေါ့ငါးလုံးရှိရင်0 1 2 3 4ဒီပဲရှိမယ်အဲကြောင့်မလို့ကျွန်တော်တို့ကဒီ -1 ကိုနှုတ်ပေးရတာပေါ့နော်တကယ်တမ်းကျွန်တော်ရှေ့မှာပြောခဲ့တာကိုပြန်ပြီးတော့ကျွန်တော်တို့
ရှေ့မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီသူ့ရဲ့ site နေရာမှာကျွန်တော်တို့ကနားကြိုက်တာလေးတစ်ခုရှိတယ်ပေါ့နော်အဲ့သူကဒါပေမဲ့တကယ်ကျတော့အဲ့ဒါကြတော့ကျွန်တော်နည်းနည်းရှုပ်ထွေးမှဖြစ်တဲ့အတွက်0ကစတယ်အဲ့တော့သူ့ရဲ့နောက်ဆုံး site ဒီ -1 ဖြစ်တယ်အဲ့တော့0 1 2 3 4ဆိုရင်5လုံးเนาะအဲ့ကြောင့်သူ့ကိုကျွန်တော် -1 နှုတ်ပေးလိုက်တယ်ဆိုတော့ဒီမှာသူ့ကိုကျွန်တော်တို့က sဒါနောက်ဆုံးလုံးပေါ့နော်အဲ့တော့ကျွန်တော်တို့ run ကြည့်ရအောင်အဲ့တော့ G ကကျွန်တော်တို့အကြီးဖြစ်သွားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါလေးကိုလည်းရပြီလို့ထင်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ဒီဘက်က function လေးတွေကိုဒါလေးတွေခုနကကျွန်တော်ပြောတာဒါလေးတွေကိုကျွန်တော်တို့လက်တွေ့ကုတ်လေးနဲ့တွားကြည့်လိုက်မယ်ပေါ့နော်အားလုံးကိုစူးစီးပြီးတော့ဆန်းထားတဲ့ကုတ်လေးတွေရှိပါတယ်အလုံးရတိုင်း io string string ကြီးညာမယ်ပြီးတော့ character function အတွက် cc type ပေါ့နော်သူရဲ့ function သုံးခု cc type လို့မယ်ကျွန်တော်တို့ဒီမှာ user namespace std ပေါ့နော်ဒါကကျွန်တော်တို့ကတစ်ခုလုံးကိုသုံးမယ်လို့ပြောလိုက်တာပေါ့နော်အဲ့ဒါကျွန်တော်ဒီလိုလေးပြန်မကြည့်လိုက်မယ်နော်ဒီကိစ္စကမလာသေးဘူးပေါ့နော်ဒီလိုလေးပေါ့အစီရင်သုံးမယ်စီအောင်သုံးမယ် and ရဲ့သုံးမယ်အပြီးရင် string သုံးမယ်နော်အဲ့ဒီမှာဒါဆိုလို့ရှိရင်ဒီမှာတော့ဒါ run လိုက်ရင်ကျွန်တော်တို့ကတခါတည်းဖြည့်ထွက်သွားပြီပေါ့နော်ဆိုမြန်မာလူမပါဘူး okay အဲ့တော့ g blah blah g blah blah a character in string dash o character in string out အဘူ alpha ကိုသုံးပြီးတော့မတင်ညာခဲ့ဘူးတဲ့မတင်ညာခဲ့ဘူးဆိုတော့ဖြစ်တယ်အဲ့ဒါပေါ့ဒါကိုတင်ညာပေးရမှာပေါ့နော်ဒါလေးကကျွန်တော်ဘာလို့လဲဆိုတော့ဒီ if ကပြန်လာတဲ့เนาะ if ကပြန်လာတဲ့ boolean ကကျွန်တော်ပုံမှန်ဆိုလို့ရှိရင်1သို့မဟုတ်0ပဲပြန်တာပေါ့အဲ့ဒါကိုကျွန်တော်က1ဆိုရင် true လို့ပြမယ်0ဆိုရင် false လို့ပြမယ်ပေါ့အဲ့ဒါလေးဖြစ်အောင်ကျွန်တော်ကဒီမှာရေးပေးထားတာပေါ့နော်ဒါပေမဲ့သူ့ကိုကျွန်တော်ဒီမှာထားဖို့မေ့သွားတယ်ပေါ့နော်ညပေးဖို့မေ့သွားတယ်โอเคပြန်မှန်းကြည့်အောင်ရပြီ sudo string out အဲ့တော့ testing with character a character a ကြီးနဲ့စမ်းတယ် is about a true is l name true alpha ဟုတ်တယ် true ဒါဆိုလို့ကျွန်တော်က alpha ဖြစ်တယ် number or letter အကြီး true လာမယ်အဲ့တော့အသေးနဲ့စမ်းမယ် lower ဆိုလို့ရှိရင် true ဖြစ်မယ် to upper ဆိုလို့ရှိရင် a ကြီးပြောင်းသွားမယ်အခါကျ9 is digit ဒါဆိုကျွန်တော်ကနန်းဟုတ်လားဟုတ်တယ် number ဟုတ်လားဟုတ်တယ် true เนาะအဲ့တော့ကျွန်တော် punctuation နဲ့စမ်းမယ် is pan ဆိုလို့ရှိရင် true အဲ့တော့ character space နဲ့စမ်းမယ် is space true ပြန်လာမယ်အဲ့တော့ transformation လုပ်မယ် to lower a ကြီးကို to lower လုပ်တော့ a ပြန်လာတယ်เนาะ okay အဲ့တော့ကျွန်တော်လေ့ကျင့်ခန်းလေးတွေလုပ်ကြည့်လိုက်ရအောင်เนาะအဲ့နံပါတ်1က range for ကိုသုံးပြီးတဲ့เนาะ string ရဲ့ character အားလုံးကို uppercase h အဖြစ်ပြောင်းမှာပေါ့เนาะအဲ့တော့ကျွန်တော်ရေးမပြတော့ဘူးဒီဘက်ကဟာလေးကိုကျွန်တော်ဥပမာပြလိုက်မှာပေါ့เนาะဒီမှာဒီကောင်းလေးပဲဒီဘောကကြိုက်တာရေးကျွန်တော်တို့ကဒီမှာ reference ပြတာပေါ့ဒီပုံစံလေးပဲဒီပုံစံလေးနဲ့ကျွန်တော်တို့ပြန်ပြီးတော့ရေးပေးရမယ်နောက်တစ်ခုပေါ့နော်ရှေ့မှာကျွန်တော်ပြောခဲ့တဲ့ဥစ္စာလေးပါပဲအဲ့တော့ဒီမှာကျွန်တော်တို့ကနော်အပေါ်က loop ပေါ့နော်ဒီ range for ဆိုတဲ့ loop မှာ loop variable ကိုတဲ့ကျွန်တော် character လို့ပဲသတ်မှတ်လိုက်ရင်တဲ့ဘာဖြစ်မလဲတဲ့နော်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ကသူ့ကိုကျွန်တော်တို့ရှေ့မှာဒီမှာတင်ညာခဲ့တဲ့ reference of character မဟုတ်ဘဲနဲ့
character C လို့သုံးလိုက်လို့ရှိရင်ကျွန်တော် auto mobile တွေပေါ့နော် C ကနော် string ဒီ string တွေက character ရဲ့ copy ပဲဖြစ်မယ်အဲ့တော့ h တွေပြောင်းမသွားဘူးပေါ့နော်အဲ့ဒါကျွန်တော်တစ်လက်စားတယ်ရေးပြလိုက်ပါမယ်ex cpp သူက str လို့ပဲရေးလိုက် str.cpp နော်ဒါလေးပဲဒီကောလေးလေးကျွန်တော်တင်ထားပေးမယ်အဲ့ဒီမှာဒီဟာလေးပေါ့နော် auto လုပတ်ပြီးတော့တစ်ခုချင်းလေးကိုကျွန်တော်ပြောင်းလိုက်တယ်g black တခါလေး run မှာပြလိုက်တော့မယ် ex str.cpp-o eastr.out အဲဒီကဖြောင်းသွားex str.out အဲ့တော့အားလုံးကကျွန်တော်တို့ character upper case x ဖြစ်သွားတယ်ပေါ့နော်ဒုတိယအမေကုန်းကအပေါ်ကလူမှာလူ variable ကို character လို့ပဲသတ်မှတ်လိုက်ရင်ကျွန်တော်တို့ဘာဖြစ်မလဲပေါ့ဖြစ်မလဲဆိုတော့မပြောင်းဘူးပေါ့ဒါပဲရှိတာနော်ကျွန်တော် auto move နဲ့သူ့ကို character c လို့ပဲသတ်မှတ်လိုက်မယ်ပြန်ပြီးတော့ combine လုပ်လိုက်မယ်ပြန်ပြီးတော့ run လိုက်မယ်အဲ့လိုပါကျွန်တော်တို့မပြောင်းဘူးပေါ့နော်အဲ့တော့နောက်တစ်ခုပေါ့နော်ဒါလေးကိုကြည့်ပြီးတော့ဒါလေးကနော်ဒီဟာလေးကဘာလို့တဲ့ကုတ်လေးလဲပေါ့နော်ဒီလိုရေးထားတာကျွန်တော်မှန်ရလားပေါ့ဒါလေးကိုတော့ကြည့်ပြီးတော့ကျွန်တော်ကို comment မှာပေးခဲ့သေးချင်ပါတယ်ပေါ့နော်ဒါနောက်ဆုံးပါပဲဒီကောင်လေးကဒီ string s cout ဆိုပြီးတော့ string s ရဲ့ကျွန်တော်တို့က0ကို subscription နဲ့ထုတ်ထားတယ်ပေါ့နော် subscription ထုတ်ထားတယ်အဲ့ဒါပြီးရင် and ရဲ့ဒါလေးက output ထွက်မလားအဲ့ဒါတက်မလားပေါ့နော်ဘာဖြစ်ကြလဲဆိုတာကိုထွက်ရင်ဘာဖြစ်လို့မထွက်ဘူးဆိုတော့ဘာဖြစ်လို့ကျွန်တော်ကို comment မှာရေးပြီးတော့ဖြည့်ပေးခဲ့သေးချင်ပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာလေးကတော့ဒါဒီလောက်ပါပဲပေါ့နော်အားလုံးကျွန်တော်ဗီဒီယိုကြည့်နေတဲ့နော်အားလုံးကျွန်တော်ဒီဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်ထောက်ကူဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ဖို့ထပ်မံမြတ်တမ်းရက်ခံပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်